လုံးမင်္ဂလာပါရှင်။ Wine Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပွဲတွေကအများကြီးပဲရှိရောတပွဲချင်းစီပြပြပေးမယ်နော်။ Premier League မှာဆိုလို့ရှိရင်ဘောမောင်းနဲ့တူတင်ဟန်ကတူတင်ဟန်ဘက်ကပိုအားတာလို့တူတင်ဟန်ကိုယူလို့ရတယ်။ Bradford နဲ့ Sunderland ကတော့ကျတော့ Bradford and Win ဆိုတော့ Bradford ဘက်ကောင်းတယ်။ Crystal Palace နဲ့ Aston Villa မှာ Villa မရှုံးဘူးဆိုတော့မြင်တယ်ပေါ့နော်။ Everton နဲ့ Wolves ပွဲတွေကတော့ဂိုးတော့မများဘူးလို့ထင်တယ်။ Under 2.5 တော့သွားလို့ရတယ်။ Fulham နဲ့ Chelsea မှာ Chelsea ကိုတော့ယုံလို့ရတယ်။ Man City နဲ့ Brighton မှာဆိုလို့ရှိရင် Man City နိုင်ပြီးတော့ဂိုးလည်းများမယ်လို့တော့ထင်တယ်။ပြီးတော့ Burnley နဲ့ Man U ပေါ့နော်။အဲ့မှာဆိုလို့ရှိရင် Man U ယုံလို့ရတယ်။ပြီးရင် Newcastle နဲ့ Leeds မှာဆိုရှင် Newcastle ကအိမ်ကွင်းဆိုတော့ Newcastle ဘက်ပိုကောင်းတယ်။ Italy Serie A မှာဆိုလို့ရှိရင် Bologna နဲ့Atalanta မရှုံးဘူးလို့တော့ထင်တယ်။ Napoli နဲ့ Verona ကတော့ Napoli နိုင်မယ်လို့တော့ယုံတယ်။ Lazio နဲ့ Fiorentina ကကျတော့နှစ်ဖက်လုံးကိုသွင်းမယ်BTTS လို့တော့မြင်တယ်။ပါမာနဲ့ Inter မှာ Inter ကိုတော့အနိုင်ယူလို့ရတယ်ပေါ့နော်။ဘာလို့ရှိရင် Torona နဲ့Atalanta နေမှာလားဂိုးနဲ့မဲ့ပွဲဖြစ်တယ်။ Under 2.5 ပြီး Spain Super Cup မှာဆိုလို့ရှိရင် Bologna နဲ့ Atalanta Club မှာဆိုလို့ရှိရင် Barcelona ကိုယုံလို့တော့ရတယ်။ Funny ပွဲမှာSam Gift နဲ့ Club Brugge ဂိုးများမယ်လို့တော့ပို့ထင်တယ်ပေါ့နော်။ဒီခမန်းချက်တွေက analysis ပေါ်အခြေခံပြီးညီမတယောက်တည်းအမြင်နဲ့ရွေးချယ်ထားတာဖြစ်ပါတယ်။ဗီဒီယိုကြည့်ပြီးတော့အသုံးဝင်တဲ့သဘောကျရဆိုလို့ရှိရင် like and subscribe လုပ်သွားပေးပါရှင်။အားလုံးပဲကံကောင်းပါစေတတ်တာ